ဘလို့ဖြတ်ထွက်သွားမယ်ဆိုတာဦးဇင်းတို့လမ်းညွှန်ပါမယ်အဲ့ဒီကြလို့ရှိရင်ယောဂီတို့သိပြီ10နာရီနေလဲမစင်ရဘူးနာရီ20နေလဲမစင်ရဘူးအဲ့ဒီကြတော့လှုပ်ရမှာဆင်းရဲတယ်မလှုပ်ဖဲနေရတာချမ်းသာတယ်အခုကမလှုပ်ရရင်ဆင်းရဲတယ်လှုပ်မှချမ်းသာတယ်ဒီလိုမတွက်ထားဘူးလားအဲ့ကြတော့ပြောင်းပြန်ကြီးဖြစ်သွားလိမ့်အဲ့တော့ဦးဇင်းမှာဒီလိုစိန်းဒီလမ်းရှိတဲ့အတွက်ကြောင့်အဲ့ဒီလမ်းကိုမရောက်ခင်ယောဂီတို့ကိုအခုဒီခါမှာတရားဆိုတာဒီလိုကျင့်ရဆရာကပြခြင်းလို့ပြတာမဟုတ်ဘူးကိုကလည်းကိုထင်ရကိုလို့မရဘူးကိလေသာလွတ်တဲ့ဝိပဿနာဆိုတာကိလေသာလွတ်တာပညာလွတ်တာပိုင်းခြားရှုတာနဲ့အပြောနဲ့သိဉာဏ်နဲ့သိတဲ့နှစ်သိရှိအပြောသိနဲ့ဉာဏ်သိနှစ်သိရှိတယ်ဝိပဿနာဟာဉာဏ်သိအဲ့ဒီဉာဏ်သိကဦးဇင်းတို့နောက်မှရှင်းမယ်လောလောဆယ်တော့မရှင်းသေးဘူးဝိပဿနာဉာဏ်သိပြောတယ်ဆိုတာပညာကြီးရောက်သွားပြီအဲ့တော့ဉာဏ်သိနဲ့သိရမယ်ပရမအာယုန်တွေကိုရှုဖို့အဲ့ဒီပရမယုံနံအမှန်ရှိဖို့လည်းလိုတယ်ယုံနံဆိုတဲ့ပညာယုံနံကြီးဖြစ်နေရင်လေအဲ့ဒါအတုယုံနံကြီးဖြစ်နေရောအနိစ္စမမြဲဘူးမမြဲဘူးလို့ရှုတာဝိပဿနာလို့ဆိုကြဘူးလားဒုက္ခလို့ရှုတာဝိပဿနာလို့မဆိုကြဘူးလားအဲ့လိုကစင်တူရိုးမှတန်တူကြောင်းခွဲတွေရှိတယ်ပညာကြီးကိုသွားပြီးဝိပဿနာရှုလို့မရဘူးဦးဇင်းအမေကစာမတတ်ဘူးဂျပန်ခေတ်ကမွေးတာဆိုတော့ဂျပန်ခေတ်မှာကြီးပြီးတော့စစ်ထဲမှာကြီးပြီးတော့ကြောင်းလည်းမတက်ရဘူးပေါ့အဲ့တော့စစ်ပြေးနဲ့သွားရင်လာရင်နဲ့ကြာဘူးနာဝဩဃာသနဲ့သူကဘုရားရှိခိုးတာသူဩဃာသကဟိုကြော်ဒီကြော်နဲ့ပြီးသွားတာအစင်လိုက်မဟုတ်ဘူးကြာဘူးနာဝကိုသူကနဲ့သူကတော့ကြာဘူးနာဝအစင်လိုက်ဖြစ်သွားတာအဲ့တော့ကြာဘူးနာဝအစင်လိုက်အဲ့ဒါနဲ့သူကဩဃာသနဲ့သူကအမေကဂျပန်ခေတ်မှာတက်သွားတာအဲ့တော့ယောဂီတို့အနေနဲ့ကြာဘူးနာဝနော်ဒီတရားတွေကြာဘူးနာဝစကားတွေနော်အနိစ္စဆိုတာကြာဘူးနာဝသူကဘာလုပ်လဲပရိစိတ်အနိစ္စဒုက္ခအနတ္တအနိစ္စဒုက္ခအနတ္တပရိစိတ်တွေဦးဇင်းကအရင်တော့အမေပရိစိတ်တာကုသိုလ်ကောင်းမှုလုပ်တယ်သိတာပေါ့ဝိပဿနာနယ်ပယ်လဲရောက်သွားရောသိသွားတော့တက္ကမကြီးတို့ခမည်းရှုတာတရားမဟုတ်ဘူးလို့ရှင်ဘုရားတဲ့အနိစ္စဒုက္ခအနတ္တတရားမဟုတ်ဘူးလားသူကပြန်ပြောတယ်ယောဂီတို့အနိစ္စဒုက္ခအနတ္တတရားလားမတရားဘူးလားအနိစ္စဆိုတာပညာကြီးတွေဘာအနိစ္စမှမသိတာဒုက္ခဆိုတာလည်းပညာပဲရှိသေးတယ်အနတ္တဆိုတာလည်းပညာပဲရှိသေးတယ်သဘောကိုဉာဏ်နဲ့သိမှဟာဒီယုတ်ကမမြဲဘူးယုတ်ပါရမယ်မမြဲတာပါရမယ်နာမ်ပါရမယ်မမြဲတာပါယုတ်နဲ့နာမ်မမြဲတာပဲဖြစ်ရမှာပေါ့ဘာမှမသိပဲနဲ့မမြဲဘူးလို့ရှောက်ပြောနေလို့ရပါမလားအဲ့ဒါပညာအနိစ္စကြီးခေါ်တာနော်ဗတိအနိစ္စဖြစ်နေတာပေါ့အဲ့ဒါကြောင့်မလို့စင်တူရိုးမတန်တူကြောင်းခွဲတွေရှိတယ်ဒီယုတ်အောက်ကကြိုက်တာခဲတာယုတ်တရားကြီးပဲအဲ့ဒါလည်းယုတ်ပဲအဲ့ဒီမှာသွားသိတာနာမ်ပဲဆိုတာအဲ့ဒါအပြောယုတ်နံလောကမှာပြောရင်လူတွေမသိဘူးလားပုရုဇဉ်သိတဲ့ယုတ်နံကြီးကပညာယုတ်နံကြီးတကယ်ပရမယုတ်နံမဟုတ်ဘူးနော်တကယ်ပရမယုတ်နံမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ယောဂီတို့ကပရိယတ္တိမသိတော့အနိစ္စပဲဒုက္ခပဲယုတ်ပဲနာမ်ပဲပါလာပြီနော်ဒီဟာလေးကကြားတာကလည်းအနိစ္စမြင်တာကလည်းအနိစ္စဟုတ်တော့ဟုတ်နေပြီလို့အောင်းမိတာမဟုတ်သေးဘူးအဲ့ဒီမဟုတ်တာအမှန်တန်နည်းနည်းတယ်နောက်ပိုင်းကျမှဥစဉ်ရှင်းပဲမေးရင်လည်းရှောက်ကြတကယ်ပရမယုံနံဆိုတာဘယ်လိုပါဆိုတာဥစဉ်ရှင်းပြပါမယ်အခုလောလောဆယ်ကတော့ယောဂီတို့မွေလေးကောင်ကပြေးရအောင်ပါပဲလွတ်ပြီလားမလွတ်ဘူးဆိုတာယောဂီတို့အားမရှိလို့မလွတ်တာမဟုတ်ဘူးလားအဲ့ဒီအားကဘာအားလဲဟင်းမကောင်းထမင်းမကောင်းတာတော့သူတို့ပြောစားမကောင်းလို့အားနေတယ်ဆိုရင်တော့ပြောပေါ့ဟုတ်လားမိမိစိတ်ထဲမှာရှိတဲ့တရားနဲ့ဝိရိယတတိယတော့ကိုယ့်ဘာကိုမွေးထုတ်ယူမှရမှာဟုတ်ပြီနော်အဲ့ဒီတော့ရှေ့တုန်းကပုဂ္ဂိုလ်ကလည်းသွေးနဲ့ကိုသားနဲ့ကိုပါပဲမြတ်စွာဘုရားလက်ထက်ကကျွတ်တန်းဝင်သွားတဲ့တတိသမီးတွေမိဖုရားကတော်ဘုရင်မိဖုရားတွေစေတုကြီးကတော်တွေစသဖြင့်အကုန်လုံးကျွတ်သွားပါတာတွေကအကုန်လုံးလေသွေးနဲ့ကိုသားနဲ့ကိုပါပဲအခုလေသွေးနဲ့ကိုသားနဲ့ကိုပါပဲဘာကွာတာလဲဆိုတော့ယုံကြည်ချက်တရားအားတွေကွာတာယုံကြည်ချက်တရားအားတွေကွာတဲ့အတွက်ကြောင့်အာရော့တော့စိတ်က
မွေလေးကောင်မှလွတ်ရလားမလွတ်ဘူးတဲ့အဲ့တော့ယောဂီတို့အာမယောနဲ့ကိုယ့်ကိုဆုံးမဦးဇင်းတို့ကဒီအာနာပါနကမ္မဋ္ဌာန်းရှုဆိုင်တာယောဂီတို့ကချိုးချံပြီးတော့ရှုလို့ရှိရင်မလွတ်ဘူးရဲရဲတင်းတင်းဖွင့်ပြီးတော့ပွင့်ပွင့်လင်းလင်းလေကိုဖွင့်ရှုရတယ်လေကိုချုပ်တီးပြီးတော့ရှုမယ်ဆိုလို့ရှိရင်ဇန်ဇောစုမဆိုင်ဘူးလေကိုမချုပ်တီးနဲ့ဖွင့်ရှုရမယ်ခွေထားတဲ့တမလင်ခွေကိုလည်းအခုဆိုရင်တော့ယောဂီတို့သိပြီမိမိနှစ်သက်တယ်လို့ထိုင်မယ်အပေါ်ပိုင်းအရိယာပုတ်မျှတရမယ်စိတ်နဲ့ရုပ်ကိုမဆောင်နဲ့လို့ဦးဇင်းတို့ပြောတာကိုတချို့ကကြွေးကြံတယ်နည်းနည်းလေးကြံနေတယ်အဲ့ဒီနည်းနည်းလေးကြောင့်ပြဿနာတက်တာအဲ့ဒီနည်းနည်းလေးဟာရိယုတ်ကြီးကိုမတော့ဘာကိုသွားမတာနဲ့တူတယ်လေကဲခင်ဗျားတို့ပညာတတ်တယ်လို့ပြောတာကြောက်ကဘာဒီပညာတွေတတ်နေမူကြီးလေးကောင်ပဲမဟုတ်ဘူးလားမလေးဒါလေးမြင်မြင်ဒီခန္ဓာယုတ်တရားကြီးကမွေလေးကောင်မဟုတ်ဘူးလားအဲ့ဒီမွေလေးကောင်ကြီးကိုသွားမထားတော့မွေမလွတ်အောင်ပြေးလို့ရပါမလားအဲ့ဒါကြောင့်မလို့ဟာဒီယုတ်ကြီးကိုမထားနဲ့လို့ပြောတာအရင်တော့ဒီသုတ်တန်နေမဟောရတော့ခင်ဗျားတို့ဥပမာနဲ့ပြောလို့မရဘူးဟာဒီယုတ်ကြီးကကာမဇောကြီးမွေလေးကောင်အစိတ်တုံးကြီးဟာဒီစိတ်နဲ့ဟာဒီယုတ်နဲ့ဆက်ဆံပြီးနေပြီဆိုရင်ဒုက္ခဝေဒနာခံစားရင်ဒေါသတွေဖြစ်မလာဘူးလားအဲ့ဒါကြောင့်မလို့ဟာဒီအပေါ်ပိုင်းခန္ဓာဝင်ကြီးကိုမထားနဲ့ထောင်မထားနဲ့သူ့ဘာသူပဂရိတာမန်တိုင်းနေလိုတာတဲ့ပို့ပြီးတော့လဲခွေခောက်မထားနဲ့သူ့ဘာသူအခုတရားမထိုင်ခင်တော့ကိုယ့်ဘာကိုအေးစေးစေးလေးစိတ်လွတ်ကိုလွတ်နေတဲ့တာမန်နေတဲ့အနေထားလိုက်နေအဲ့လိုပြောတာယောဂီတို့နားလဲလားဒီတိုင်းလေးပဲအခုယောဂီတို့ထိုင်တာအေးစေးစေးလေးထိုင်တော့ဘာအေးတာလဲစိတ်ကခန္ဓာအင်းကအကျော်တွေကိုတင်းအောင်နှလုံးအင်းကနေညှစ်ပြီးတင်းမှရတာလက်သီးဆုပ်ပါဆိုတော့ဘာအောင်ရင်လောက်ရမလဲနှလုံးအင်းကိုအရင်မညှစ်ရဘူးလားနှလုံးအင်းကိုညှစ်တော့မှစိတ်နဲ့ရုပ်နဲ့ဆက်ဆက်တာနှလုံးအင်းကနေဆက်ဆက်တာကားအင်ဂျင်နဲ့ဘော်ဒီနဲ့ဆက်ဆက်တာဂီယာပေါက်အခုလဲစိတ်နဲ့ရုပ်နဲ့ဆက်ဆက်တာနှလုံးအင်းကဂီယာပေါက်ပဲအဲ့မှာဒရိုင်ဘာနဲ့တူတဲ့နော်စိတ်ကအဲ့ဒီနှလုံးအင်းမှာသွားပြီးစိတ်နဲ့စိတ္တဇဝါယောနဲ့ကမ္မဇဝါယောသွားဆက်ဆက်တာတင်းမယ်ဆိုတော့လက်ညာဘက်လက်တင်းမယ်ဆိုတော့စိတ်ကညာဘက်လက်ကဆက်ဆက်ပြီးတော့ညာဘက်လက်နဲ့ဆက်တဲ့ဒီဝါယောဆိုတာကအခုလို့နှိပ်ကြည့်ရင်တာမန်နေတဲ့အနေကနှိပ်ရင်ပြန်မကန်ဘူးလားအဲ့ဒါကတာမန်နေတဲ့ဝါယောစိတ္တဇဝါယောဆိုတာကစိတ်နဲ့ပဲဆက်ဆံတာဒီလိုညစ်တင်းနေဆိုတာဝါယောတင်းနေတာဟုတ်ပြီလားဒီလိုဆုံးလိုက်တဲ့ဆိုတာတင်းတာအဲ့ဒါကစိတ်နဲ့ဆက်ဆက်တဲ့ဝါယောလေဖြတ်သွားတော့လှုပ်လို့ရသေးလားအေးအဲ့ဒါကစိတ်နဲ့ဆက်ဆက်တဲ့ဝါယောအဲ့စိတ်နဲ့ဆက်ဆက်တဲ့ဝါယောကအပေါ်ပိုင်းခန္ဓာအင်ကြီးကိုမတော့မယ်ဆိုတော့စိတ်ကနှလုံးအရာနဲ့ညှိပြီးတော့အပေါ်ပိုင်းခန္ဓာအင်ကြီးကိုတွန်းမထားဘူးလားတွန်းထားတော့စိတ်ကအားလားမအားပဲနဲ့အလုံးလုံးနေလားအေးအဲ့ဒါကိုအားပြီးတော့နေလိုက်မအားမလတ်ဖက်နဲ့သွားပြီးတော့မြောက်မထားနဲ့ကြွမထားနဲ့အဲ့ဒါကြီးသွားကြတော့မွေလွတ်အောင်ပြေးရပါမယ်ဆိုမွေကြီးတစ်ဖက်ကပဲပြီးတော့တစ်ဖက်ကပြေးလို့ရပါမလားဩအဲ့ဒါကြောင့်မလို့အခုတော့သဘောပေါက်ပြီဥဇုံကာယံပဏိဒါယခန္ဓာကိုဖြောင်းဖြောင်းထားဆိုသွားပြီအဲ့ဘက်ကမရတော့အေးအဲ့တော့တာမန်နေတဲ့တိုင်းနေမယ်လက်ချတာတွေဟာအချိုးကျအောင်ချမယ်ချပြီးတော့စစ်တယ်ပစိုးတွေထမင်းတွေတင်းလုံးရော်လုံးတာစစ်မယ်ထိုင်တဲ့အရိယာပုတ်ဒီမျှတမှုညီညွတ်မှုရှိမရှိစစ်မယ်ပဂရိတည်ငြိမ်မှုရှိမရှိစစ်မယ်မိမိစိတ်ကလေးကနှလုံးအင်းကိုညှစ်ထားတာကင်းမကင်းစစ်မယ်အဲ့လိုကင်းသွားပြီဆိုတဲ့အခါကျတော့မှရင်ဝါလေးအားပြုပြီးတော့လေကိုရှူတာရင်ဝါအားပြုပြီးတော့လေကိုရှူတာတဖြည်းဖြည်းစရှူရင်ကနေညံကဘာကိုချုပ်ကြရလဲစရှူတဲ့တဖြည်းဖြည်းရှူလာရမှငကိုအကျင့်ပါတဲ့ခါကြီးသွားဆန်းတဲ့အလုပ်ကြားတဲ့အလုပ်သေးလားနော်ပခုံးကြီးသွားညစ်တဲ့အလုပ်လုပ်သေးလားညံကအမှားမှန်ကိုလိုက်ရှာနေတာညံပညာကမှားတာကိုပြင်တာရှူရှိုက်တဲ့ဟာကတဖြည်းဖြည်းရှူရှိုက်လာရင်ရင်ဝါလေးအားပြုရှူရင်ကနေပြီးတော့မေ့ပြီးတော့ယုတ်ကြီးသွားညစ်မယ်ဆိုရင်ဉာဏ်ကသိပြီဆိုပညာကနှလုံးအိမ်ညှစ်တဲ့အလုပ်လေးကိုဖြီလိုက်ပညာကဖြီတာပညာကပြင်တယ်ဉာဏ်ကအဖြီအမှားမှန်ရှာတယ်အဲ့တော့ရှူရင်းနဲ့ဝင်လေထွက်လေပေါ်လာတဲ့အခါမှာယောဂီတို့ရဲ့ဝင်လေထွက်လေဟာအရှိန်ပါရမယ်မချိုးကြံနဲ့လေကိုဖြည်းဖြည်းလေးဆိုပြီးတော့မရှိတအားကြီးလေးရှူခိုင်းတာလည်းမဟုတ်အရှိန်ကိုပါပါစေအဲ့ဒီအရှိန်မပါတဲ့အတွက်ကြောင့်ဒီဘက်ကအားနေနေတာ